မိသားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျိုးသာရှာဖွေဖနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကိုပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းပင်ပန်းရှာသူအဖေမိသားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျိုးသာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့